တခါတော့တောအုပ်ကြီးနဲ့မနီမဝေရွာလေးတူရမှာမုတ်ဆိုးအလုပ်ဖြစ်အသက်မွေးတဲ့လူတစ်ယောက်ရှိပါတယ်။မုတ်ဆိုးဖြစ်သူသည်နေစဉ်ကလေးကပင်တိရစ္ဆာန်များကိုဖမ်းဆီးတပ်ဖြတ်ရတယ်။ဝါနာပါသောကြောင့်မိဘများကတားမြစ်ခဲ့တယ်။ဒါပေမဲ့မုတ်ဆိုးကမိဘများရဲ့စကားကိုနားမထောင်ပဲမုတ်ဆိုးလုပ်ဖြစ်တာအသက်မွေးရန်ရွေးချယ်ခဲ့တယ်။နေ့တိုင်းဖမ်းလို့ရတဲ့သားကောင်တွေကိုအသားဖြစ်ပြီးတချို့ကိုစားတော့တယ်တချို့ကိုနီးနားရွာတွေကိုရောင်းချလေရှိတယ်။ဒီလိုနဲ့ပဲမိုးဆိုးကတခြားရွာသူတယောက်နဲ့အိမ်ထောင်ကျသွားပါတယ်ကွယ်ဒါပေမဲ့အိမ်ထောင်ကျတဲ့အချိန်မှာလည်းမိုးဆိုးလုပ်ဖြစ်အသက်မွေးဝမ်းကြောင်းလုပ်တာကိုဇနီးဖြစ်သူကမကြိုက်ဘူးပေါ့ရှင်ရွာတွေကလူတွေလိုရှင်ညီအကိုမောင်နှမတွေလိုစိုက်ပျိုးရေးလုပ်ပါလားတော်ထဲမှာတားကောင်ရှာရတာအန်တီများပါတယ်ငါကစိုက်ပျိုးရေးကိုဝါသနာမပါဘူးပြီးတော့ငယ်စဉ်ကလေးကအသားဟင်းမပါမဲ့သမင်းမစားတတ်ဘူးခက်လိုက်ကမုတ်ဆိုးအလုပ်ကိုတော့မလုပ်စေချင်ဘူးဒီလိုနဲ့ပဲမိုးဆိုးရဲ့ဇနီးတဲ့ဟာတူကိုလွှဲထားရပြီးမွေးဖွားခါနေအချိန်ကိုရောက်လာတာပေါ့ကွယ်ကျမမွေးဖွားခါနေပြီရှင်တော်တဲ့ကိုအမဲဖိမသွားပါနဲ့တော့လူအပ်တဲ့အထင်ကြရဲ့ကျမကိုရွာတွေကလက်သက်ခေါ်ပေးဖို့လိုတယ်ဇနီးတဲ့လေးကမေတ္တာရက်ခံထားတာကတကြောင်သားလေးကိုမြင်တွေ့ချင်တာကတကြောင်ကြောင့်မိုးဆိုးကတော်တယ်မတော်ပဲနေလေရပေါ့ကွယ်ဒါပေမဲ့မိုးဆိုးကသမင်းကိုအသားဟင်းနဲ့မစားတာကြောင့်အလွန်စိတ်ညစ်နေတာပေါ့ကွယ်ချိန်တန်တော့ဇနီးတဲ့လေးဟာတာဦးလေးမွေးဖွားတာပေါ့မိုးဆိုးလည်းတာလီမွေးပြီးနောက်နေ့မှစားတယ်တော်တဲ့နိုင်တာအောင်ချပွေပြီးဖမ်းမိရတဲ့ချက်ချင်းအိမ်တို့အမြန်ပြန်လာလေးရှိပါတယ်အမဲလိုက်နေပြီမဲ့ငါသားလေးကိုတတိရလိုက်ကအဲ့ဒါဆိုရင်လေအမဲပြမထွက်ပဲစိုက်ပျိုးရေးလုပ်ပေါ့အိမ်အနီးမှာမြေကွက်အကျယ်ကြီးပဲစိုက်ပျိုးစားလို့ရနေတာပဲမိုးဆိုးဟာဇနီးတဲ့ရဲ့စကားကိုနားထောင်ချင်တော့လေအသားဟင်းကိုစားလို့တဲ့စိတ်ကြောင့်တော်တဲ့ကိုသွားနေတာပေါ့ကွယ်ဒီနေ့မှာတော့တားဖြစ်သူကနေမကောင်းဖြစ်ပါတော့တယ်ရှင်သာတော်တော်နေမကန်းဖြစ်နေတယ်တစ်ဖက်ရွာကဆေးဆရာကိုတွားပြီးပြင်ပါအောင်မိုးဆိုးလည်းတစ်ဖက်ရွာမှာဆေးဆရာတွားပင်တာပေါ့ကွယ် In peace and in harmony our family will live with so much compassion and kindness to give when you learn to care for the pain others know that's when true peace in your life will then growမြမဲလျှောက်ပါဆေးစရာရဲ့ကျွန်တော်သားကဟဲ့မုတ်ဆူမင်းကမင်းရဲ့သားတေးမှကြတော့စိုးရိမ်တယ်တောထဲကသားခေါင်တွေကြတော့နေ့တိုင်းတက်ဖြတ်ပြီးစားတော့ရောင်းချတယ်အဲ့ဒီတရိတ်ဆန်တွေလေတေးမှကြောက်ကြမှာကိုတော့မင်းမတွေးမိဘူးလားကိုချင်းစာစိတ်ထားကြည့်စမ်းပါငါကမင်းရဲ့သားကိုစေကုမပေးဘူးဆိုရင်ဟာအဲ့လိုတော့မလုပ်ပါနဲ့ဆရာရဲ့အဲ့ဒါဆိုရင်ဒီနေ့ကစပြီးတောတွေကတရိတ်ဆန်တွေကိုတက်ဖြတ်စားတော့ရောင်းချခြင်းမဖြူတော့ပါဘူးလို့ငါ့ကိုဂတိပေးကျွန်တော်ကိုရင်းစာစိတ်ထားပါတော့မယ်ဆရာကိုဂရိပေးပါတယ်မိုးဆိုးလည်းအိမ်ဖေရောက်တာနဲ့လေးလင်းများကိုယူပြီးမိရှုဖြစ်စီလိုက်ပါတယ်မုတ်ဆိုးလို့ကိုမလုပ်တော့ဘူးအဲ့ချိန်မှာစားပြီးမိုးဆိုးဟာစိတ်ပြူးလုံးနဲ့ပဲတမူဝဲချောင်းပြုတ်ပြီးမိသားစုနဲ့ပျော်ရွှင်စွာနေထိုင်သွားပါတော့တယ်ကွယ်ကျေးဇူးတင်ပါတယ် The hunter then promised his voice filled with fear from this day forward I'll hold all life dear He broke his bow and arrows and threw them in the fire and chose a calm life of farming His one true desire ခါတော့ကိုဝန်နေစီလာစိနဲ့ဝေးခါနီတမင်မတစ်ကောင်ဟာမိဖွားစီကနေရာရှာရင်ရေစီးတန်တဲ့အမြင့်တစ်ခုပေးကိုရောက်လာတဲ့ကွယ်မိုးကောင်းငယ်တစ်ခုလုံးတိမ်မဲတွေပြစ်လာပြီလျက်စီးတွေမိုးကြိုးတွေလည်းပြစ်လာတဲ့တမင်မမှာလည်းဝေးခါနီဘိုင်းနာတဲ့ဝေဒနာခံစားလာရတာပေါ့ကွယ်အဲ့ဒီချိန်မှာတမင်မသတိထားမိလိုက်တာကသူ့ရဲ့ဘဲဘဲချမ်းမှာမိုးဆိုးတယောက်ဟာလေးကိုချိန်ရင်သူနာချင်းကလာတာကိုပေါ့ညာဘက်ကိုကြည့်ပြန်တော့တွေးစာနေတဲ့အချိန်သေးတစ်ခေါင်ကလည်းမန်ဖီပြီးသူ့ကိုခေါ်အုပ်တော့မယ်ပေါ့ဗျာလောလောဆယ်မှာရှေ့ကရေစီတန်နဲ့မြင့်ဘယ်ညာမှာကမိုးဆိုးနဲ့ချင်းသေးဆိုတော့နောက်ပြန်လဲဖို့စဉ်းစားစင်မှာပဲသူမလာခဲ့တဲ့အနောက်တော်အုပ်ကလည်းမီးရွေလောင်နေတာပေါ့ဗျာတမင်မစဉ်းစားရပါပြီမိဖွားရမလားချစ်သေးနဲ့မိုးဆိုးရန်ကလွတ်ဖို့ဆိုရင်ရှေ့ကချောင်းနဲ့ခုန်ကြပြီးတိမ်မီရှင်မီမတိတာကိုကြိုးစားရမလားတေဖို့ကများပါလေတော်မီကိုဖြတ်ပြေးရမလားဒါလည်းမသိကြတင်ဆိုရင်ရောဘာလုပ်မှလဲတမင်မဘာလုပ်မထင်ပါသလဲဗကြီးတဲ့တမင်မဟာကလေးကိုပဲမှုချလိုက်ပါတယ်ကလေးရောအမေရော
သိရှင်ကြပါတယ်ဇလန်ကတော့ဒီလိုပါတမင်မကကလေးကိုပဲမွေးမယ်လို့ခက်ခဲမမဆိုးဖြတ်ပြီးကိုလဲအချမုတ်ဆိုးကလည်းမြားကိုအပြစ်မှာမြားလွတ်သွားပြီးစမ်းချစ်ပင်ချစ်သေးကိုတတဲ့မှန်ပါတယ်ဗျာတပြိုင်နက်တည်းမှာပဲကောင်းကင်ကလာတဲ့မိုးချိုးတစ်စင်းကလည်းမိုးဆိုးကိုမှန်သွားတဲ့မင်းနေတဲ့တိမ်တိုက်ကြီးကလည်းမိုးဖြစ်ပြောင်းပြီးအားရပါရရွာချလိုက်တာတော်မီလဲနေသွားလိပြောတယ်ဗျာပုံမြင်လေးကတော့ဒါပါပဲကျေးဇူးတင်ပါတယ် R&B. The mother and her farm newborn survived the night to see the morn. A tale of fate so strange and deep. တခါတော့စားစရာတွေပေါ်များပြီးတာရတဲ့တောအုပ်ကြီးတစ်ခုရှိတဲ့ကွယ်အဲဒီတောအုပ်ကြီးထဲကတိရစ္ဆာန်တွေဟာတူနဲ့တူချစ်ခင်စွာနေထိုင်ကြတဲ့တနေ့မှာတောအုပ်ကြီးထဲမှာစီးကွက်ကြီးတစ်ကောင်အစာရှာနေတော့တောခွေးကြီးတစ်ကောင်ထူးထူးခြားခြားတွေ့လိုက်ရပါတယ် ဒီတောခွေးကြီးကမကောင်းတဲ့အကျဉ်းရှိနဲ့တောအုပ်ထဲကိုလာခဲ့တာပဲဖြစ်နိုင်တယ် စီးကွက်ကြီးကအဲ့လိုတွေးပြီးတောခွေးကြီးကိုမေးလိုက်ပါတယ် အတင်တောခွေးကြီးအဘဲချောင်ဒီတောအုပ်ကြီးသားကိုမလာစုလာရောက်ရပါသလဲ အတင်စီကွာအတင်ဟာဘာကြောင့်မေးမြန်းပါသလဲကျွန်ုပ်ဒီတော့အုပ်ကြီးတဲ့တွင်နေချိုင်လို၍လာရောက်ချင်းဖြစ်ပါတယ် တောခွေးကြီးကပြန်လည်ပြောဆိုပြီးအတန်ပြင်းပြင်းနဲ့ဥတန်ပေးလိုက်ပါတယ်တောခွေးကြီးရဲ့ဥတန်ကိုကြားလိုက်ရတော့တရိษံတွေလည်းအော်သွားတာပေါ့ In a forest green where the sunbeams play, all the creatures lived in a peaceful way. But a shadow fell on that happy day when a hungry wolf came to stray. He saw the young fawn gentle and meek, and his cruel sharp jaws did seek. အတင်တောခွေးကြီးဒီတောအုပ်ကြီးတွင်နေထိုင်လိုပါကအခြားတရိษံများနှင့်ချစ်ခင်စွာနေထိုင်မှဖြစ်ပေမည်အတင်ယခုလိုအပြုအမူမျိုးမလုပ်သင့်ပါ ပြောဆိုပြီးအစာရှာထွက်သွားတာပေါ့တောခွေးကြီးလည်းတောအုပ်ကြီးထဲသို့ဝင်ရောက်ပြီးအစာရှာဖွေရာတမင်တစ်ကောင်ကိုတွေ့ပြီးဖမ်းလိုက်ပါတော့တယ် အတင်တော်ခွေကြီးကျွန်ုပ်ဒီတော်အုပ်ကြီးထဲမှာအနေကင်းစွာအစာရှာဖွေစားတော့ကနေထိုင်ခဲ့ပါတယ်ယခုအတင်တော်ခွေကြီးကျွန်ုပ်ကိုဘာကြောင့်ရန်ပြုတ်ရပါသလဲ သမင်လေးကျွန်ုပ်တင်ရဲ့အတာကိုစားတော့လို၍ဖန်ဆီးခြင်းဖြစ်ပါတယ် အတင်တော်ခွေကြီးဒီတော်အုပ်ကြီးအတွင်နေထိုင်ကြတဲ့တရိษံအလုံးတို့ဟာချစ်ခင်စွာနေလူချင်းဆိုတဲ့ဂတိစကားကိုလိုက်နာရပါတယ် တောခွေးကြီးလည်းဆာလောင်မွတ်သိမ့်နေတာကြောင့်တမင်ရဲ့စကားကိုနားမထောင်ပဲစားပလိုက်တာပေါ့အဲ့ဒီကြောင့်ကိုစီလီကစီကွင်ကြီးထံသွားရောက်ပြောဆိုပါတယ်စီကွင်ကြီးလည်းစီလီရဲ့စကားကိုကြားပြီးတောခွေးကိုလိုက်ရှာပါတော့တယ်အဲ့ချိန်မှာပဲတောခွေးကတမင်ရဲ့အသားကိုစားပြီးမဝနိုင်သေးလို့နောက်ထပ်သားကောင်ထပ်မံရှာဖွေနေတာကိုတွေ့ရပါတော့တယ် အတင်တောခွေးကြီးအဘဲချောင်သူတစ်ပါးအသက်ကိုရန်ရှာခြင်းအဖို့ကိုပြုလုပ်နေပါသလဲအတင်ရက်တန်းကရက်ဖာ အတင်စီကွက်ကြီးကျွန်ုပ်စာလောင်မှုကြောင့်သမင်လေးကိုစားတော့ခြင်းဖြစ်ပါတယ်အတင်မင်းမဆိုင်ပါ စီကွက်ကြီးဟာတောခွေးကိုပြောဆိုလို့မရတော့တရိษံတွေကိုတတိပေးလိုက်ပါတယ်တရိษံတွေကလည်းတောခွေးကြီးကိုရှောင်ပြီးနေကြတာပေါ့အဲ့တော့တောခွေးကြီးဟာတောအုပ်ထဲမှာဘယ်လိုမှအစာရှာလို့မရဘူးဖြစ်နေတာပေါ့ကွယ် Oh, the wolf, he had a wicked heart, tearing that peaceful world apart. ငါစားဖို့အကြမ်းမှဖြစ်မယ်ဒီတော်အုပ်ထက်ကတရိษံတွေဟာငါရဲ့အကျင့်ကိုတီး၍ရှောင်းနေကြခြင်းဖြစ်မည် တောခွေးဟာအဲ့လိုတွေးပြီးခြုံကြီးပေးမှလဲပြီးနေတာပေါ့အဲ့ဒါကိုရုံးတစ်ကောင်ကတွေ့သွားပြီ တော်ခွေးကြီးဟာအစာရှာဖွေမရလို့အစာစားရန်ဂျန်စီနေခဲ့တာဖွင့်နိုင်သည် ရုံလေးကအဲ့လိုတွက်ဆပြီးတောခွေးကြီးကိုပြောလိုက်ပါတယ် အတင်တော်ခွေးကြီးအတင်အစာရှာဖွေရန်ဒဏ်ရာတင်၍လဲနေတာလား အတင်ယူလေကျွန်ုပ်အစာရှာဖွေမရ၍အားအိမ်ပြတ်နေခြင်းဖြစ်ပါတယ်ကျွန်ုပ်စားတော့ဖို့ကူညီပါ အတင်တော်ခွေးကြီးအတင်ကသူတစ်ပါးအသားကိုစားသုံးသူဖြစ်သည်ကျွန်ုပ်ကအသီးအရွက်စားသုံးသူဖြစ်၍မကူညီနိုင် အဲ့ချိန်မှာပဲတောခွေးကြီးကရုံလေးကိုရုတ်တရက်ဖမ်းလိုက်ပါတော့တယ်
အသင်ယုံလေအသင်ကျွန်ုပ်လက်တွင်ကဖီးလို့မလွတ်နိုင်တော့ပါကျွန်ုပ်အသင်အသားကိုဝလင်အောင်စားရပေတော်မူ အတင်တော်ခွေးကြီးအတင်ဥမကောင်းကြံစီတတ်တဲ့စိတ်ထားကိုသိရှိ၍လာရောက်မေးမြန်းခြင်းဖြစ်ပါသည် တော့ခွေးကြီးဟာယုံလေးရဲ့စကားကိုကြားတော့အံ့ဩသွားတာပေါ့ အသင်ယုံလေကျွန်ုပ်ရဲ့မကောင်းကြံစီမှုကိုညီတို့သိပါသလဲ တင်ဟာကျွန်ုပ်မိတ်ဆွေသမင်လေးရဲ့စကားကိုမလိုက်နာပဲစားထောက်ပစ်ခဲ့မှသည်ယခုတဖန်အတင်သည်ကျွန်ုပ်ကိုစားတော့ရန်ကြံစီပေသည်အတင်အကြံကိုသိ၍ကျွန်ုပ်မိတ်ဆွေကြားကြီးကိုခေါ်ဆောင်လာခဲ့ပါသည် တော့ခွေးကြီးဟာကြားကိုကြောက်ပြီးယုံလေးကိုပြန်လို့လိုက်ပါတယ် အသင်ယုံလေကျွန်ုပ်ကိုအထင်မလွဲပါနဲ့သင်ကိုချစ်ခင်၍ကြီးစဲကစားခြင်းသာဖြစ်ပေသည် အသင်တော်ခွေးကြီးအသင်သည်ယခုတိုင်မကောင်းချမ်းစီတတ်တဲ့စိတ်ထားကိုဖုံးကွယ်၍လီဆယ်ပြောဆိုနေမြဲဖြစ်ပါသည်အသင်စကားကိုမယုံကြည်ထိုက်တော့ပါအသင်ရဲ့ဇိုက်ဆိုးကြောင့်ဒီတော်အုံနဲ့မထိုက်တန်တော့ပါအသင်မတော်လင်ကျွန်ုပ်အစာဖြစ်ချင်မည် တော့ခွေးကြီးဟာကြားကြီးရဲ့စကားတိုင်းမိမိတွင်မကောင်းကြံစီမှုစိတ်ထားကိုထားမိခြင်းအတွက်ရှေ့ရပြီးတော့အုပ်ကြီးတဲ့မနေတော့ပဲတခြားတော့ရောင်းရွှေ့သွားပါတော့တယ်ပုံမြင်လေးရတော့ဒါပါပဲကျေးဇူးတင်ပါတယ် But the rabbit knew his evil scheme. A tiger friend is in my dreams. The wolf let go in fear and fright as the tiger stepped into the light. Your lies and tricks, we know them well. This peaceful forest is not your cell. Your wicked heart has sealed your fate. You must leave now before it's too late. Oh, the wolf, he had a wicked heart, tearing that peaceful world apart. Now everyone knows. ဟိုးရှိရှိတုန်းကပေါ့ကွယ်အလော်တုံးရတဲ့လူ9ယောက်ဟာတက်ပင်ကြီးပေါ်တက်ပြီးတက်ကိုင်းတွေခုတ်ဖို့ပြင်ဆင်နေကြတယ်သူတို့ဟာခုတ်ရမဲ့တက်ကိုင်းရဲ့အရင်ဘက်မှာမထိုင်ကြပဲကျိုးကြမဲ့အကိုင်းရဲ့ဖျားဘက်မှာထိုင်ပြီးတက်ကိုင်းကိုဆက်ခုတ်နေကြတာပေါ့အဲ့ချိန်မှာပဲစင်ကြီးကောင်ကိုစီးပြီးလူတယောက်ဟာတက်ပင်ကြီးအောင်ကိုရောက်လာခဲ့တယ်အဲ့လူတွေတက်ကိုင်းကိုခုတ်နေတာတွေ့တော့ ဟေးလူတွေအဖျားကမထိုင်ရဘူးတက်ကိုင်းကြိုးကြရင်လူပါပါသွားမှာပေါ့ ဒါပေမဲ့လူ9ယောက်ဟာနားမထောင်ကြဘူးတက်ကိုင်းတွေပြုတ်ကြတော့သူတို့9ယောက်လည်းပြုတ်ကြတာပေါ့လူ6ယောက်ကတော့တေးသွားပြီးတယောက်ကတော့အကန်ကောင်းစွာအသက်ရှင်နေတယ်ဒါပေမဲ့အသက်ရှင်ကြံခဲ့တဲ့လူအားကသူများတွေတေးနေတာတွေ့တော့သူလည်းတေးနေတယ်ဆိုပြီးဆက်လဲနေတာပေါ့ကွယ်ဒါနဲ့စိန်ဦးစီးကသူ့ကိုမတေးသေးမှန်းသိလို့သူကင်ထားတဲ့ချောင်းလေးနဲ့ထိုးပြီး ဟေးလူခမမတည်ဘူးလေ ဆိုပြီးနိုးတာပေါ့ ဟာကျုပ်ကတေးနေတာခမနာချောင်းလေးနဲ့ထူလိုက်လို့အသက်ရှင်လာတာနေမှာ စင်ဦးစီးကချောင်းကြောက်တက်ရှင်တာမဟုတ်ကြောင်းရှင်းပြပေးမယ်ကိုလူအားကတော့လက်မခံနိုင်ပဲသူ့မှာရှိသမျှလေယာတွေနဲ့ချောင်းလေးကိုလဲလှယ်ခဲ့ပါတယ်ပြီးတော့ကိုလူအားကတည်တဲ့သူတွေပြန်ရှင်အောင်ကုမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ခီးထွက်သွားပါတော့တယ် Oh, foolish man, so dense and slow. You never learned, you didn't know. You thought that poke held magic power to revive the dead at any hour. ရွာတီယာကိုရောက်တော့အရွယ်ငယ်ငယ်လေးနဲ့တည်ဆုံးသွားတဲ့အတူပါတစ်ခုနဲ့ကြုံပါလိမ့်ရောဒါနဲ့ကိုလူအားကလည်းသူ့ချော်လေးနဲ့ကုပေးမယ်ဆိုပြီးတေးသူကိုချောနဲ့ပေါက်တော့တာပေါ့အသက်လည်းရှင်းမလာတော့အတူပါရှင်တွေကကိုလူအားကိုဝိုင်းရိုက်ကြတာပေါ့ပြီးတော့ဘာကြောင့်ဒီလိုလုပ်ရတာလဲမေးကြတယ်ကိုလူအားကသူ့ဘိုက်အလွန်စားနေလို့လုပ်ရတာပါလို့ဖြေတယ် ဒါဆိုလဲအသေးစောလို့နှမျိုးလားအကြည့်ရဲ့ ပြောရတယ်လို့သင်ပေးလိုက်ကြတယ်ကိုလူအားလည်းဆက်ပြီးခီးထွက်လာတာမင်္ဂလာဆောင်တစ်ခုနဲ့ကြုံပြန်ရောဒါကိုကိုလူအားကလည်းသင်ပေးထားတဲ့အတိုင်း အာမလေးအသေးစောလို့နှမျောလို့ချီရဲ့ ဆိုပြီးငိုတာပေါ့အခုမှမင်္ဂလာယူနေတဲ့သူတွေစိတ်ဆိုးပြီးဝိုင်းရိုက်ကြတာပေါ့ဘာလို့ဒီလိုပြောရတာလဲမေးကြတယ်ကိုလူအားကလည်းဘိုက်စာလို့ပါဆိုပြီးပြန်ပြောတာပေါ့ ဘိုက်စားရင်အဲ့ဒီလိုမဖြိုးရဘူးဒီလင်ဒီမယားအိုအောင်မဲအောင်ပေါင်းရပါစေ ပြောရတယ်လို့သင်ပေးလိုက်တယ် Hungry, tired, his luck was bleak. He saw two buffaloes, strong in meat. He ran
cannot take you. အဲ့လိုနဲ့အဲ့ဒီရှိကိုရောက်လာတော့အဖိုးလင်မယားနှစ်ယောက်ရန်ဖြစ်နေတာကိုတွေ့ပြီးကိုလူအားကအနားကိုသွားကဒီလင်ဒီမယားအိုအောင်မရပေါင်းရပါစေလို့တွားပြောပြန်တာပေါ့ရန်ဖြစ်နေတဲ့လင်မယားလဲဒေါသထွက်ပြီးသူ့ကိုဝိုင်းရိုက်လိုက်ပြန်တယ်ပြီးတော့လင်မယားရန်ဖြစ်နေတာကိုတွေ့ရင်အဖိုးကြီးလဲတော်ကြီးလဲတော်ပါလို့ဆိုပြီးဖြောင်းဖြရတယ်လို့သင်ပေးလိုက်ကြတယ်ကိုလူအားလဲဘာတစ်ခုမှအဆင်မပြေသေးပဲဘိုက်ကလည်းအစာလုံးနေတာကြောင့်တောဆက်လေးတစ်ခုမှနားနေတယ်အဲ့အချိန်မှာတောဆက်နားကမြစ်ခင်းမှာကျွဲနဲ့ကောင်ခတ်နေကြပြန်တယ်သူကအပြေးလေးသွားပြီးကျွဲနဲ့ကောင်ကြဝင်ကအ ဘိုးကြီးလဲတော်အတော်ကြီးလဲတော် ဆိုပြီးဖြောင်းဖြတာပေါ့ကျွဲနဲ့ကောင်လဲဒေါသတကြီးနဲ့ကိုလူအောက်ကိုခတ်လိုက်လို့တေဆုံးသွားပါတော့တယ်ကွယ်ပုံမြင်လေးရတော့ဒါပါပဲကျေးဇူးတင်ပါတယ်ဟိုးရှိတော့ဒေါ်တဲ့တနေရာမှာကြည်ကန်းတဲ့ကောင်ကသူ့ဘဝကိုမကျေနပ်ဖြစ်နေတဲ့အတွက်တပ်ပင်ပေါ်မှာငိုနေပါတယ်အဲ့ဒီချိန်မှာပဲရဟန်းတစ်ပါးကတပ်ပင်အောင်မှာထိုင်နေပါတယ်ကြည်ကန်းရဲ့မြေတစ်စက်ဟာရဟန်းရဲ့ပါးပြုံးကိုကြားသွားတဲ့အခါရဟန်းကကောင်းမွတ်ကြည့်လိုက်ပြီးကြည်ကန်းကိုမြင်တော့ဘာကြောင့်ငိုနေတာလဲလို့မေးလိုက်ပါတယ် ပညာရှိယဟန်ကျွန်တော်ဟာကျွန်တော်ဘဝကိုအလွန်မကျေနပ်ပါဘူးဘယ်သူမှကျွန်တော်ကိုမချစ်ကြပါဘူးလူတွေဟာကျွန်တော်ကိုမြင်တာနဲ့အဝေးကိုမောင်းထုတ်ကြပြီးဘာမှမကြွေပါဘူးလူတိုင်းကကျွန်တော်ကိုမုန်းကြပါတယ်ဒီလိုဘဝထက်သေတာကကောင်းပါတယ် ကြည်ကန်းရဲ့စကားကိုကြားရတဲ့ရဟန်းဟာကြည်ကန်းပေါ်ကူးနာတက်ဝင်သွားပါတယ် ငါတို့ဟာဘလို့အခြေအနေမှာပဲရှိပျော်ရွှင်သက်ဖို့သိရင်တင်နေ ဒါပေမဲ့ကြည်ကန်းဟာရဟန်းရဲ့စကားကိုနားမလည်စငိုနေပါတယ် စိတ်မညစ်ပါနဲ့ငါကိုပြောပြပါတင်ပါထိချင်တာလေငါမန်တန်းနဲ့တင်ဖြစ်ချင်တာကိုဖြစ်အောင်လုပ်ပေးနိုင်နေ အိုးတင့်နေနဲ့ကျွန်တော်ကိုကူညီတင်တယ်ဆိုရင်ကျေးဇူးပြုပြီးကျွန်တော်ကိုငန်းတစ်ကောင်အထိပြောင်းပြီးမှာ ကောင်းပြီငါမင်းကိုငိုင်းတစ်ကောင်ကိုဖြစ်ပြောင်းပေးမယ်ဒါပေမဲ့အရင်ဆုံးငိုင်းတစ်ကောင်စီသွားပြီးသူဟာသူ့ဘဝနဲ့ပျော်ရွှင်လားဆိုတာမေးကြည့်ရမယ်မင်းသွားပြီးစုံစမ်းလာခဲ့ဒီအတော်အတွင်းငါဒီမှာမင်းကိုစောင့်နေမယ် ကြည်ကန်းကပျော်သွားပြီးရေကန်ထဲမှာရေကူးနေတဲ့ငန်းတစ်ကောင်စီကိုပြန်သွားပါတော့တယ် Always looking at another shore, wondering why you have less, not more. That constant comparing to silent war is what keeps your happiness behind a locked door. မင်းကအရန်လာတယ်နှုတ်အယောင်လို့အဖြူရောင်ပဲလူတိုင်းကမင်းကိုချစ်ကြတယ်မင်းဟာကဘာပေါ်မှာအပျော်ရွှင်ဆုံးငှက်ဖြစ်မယ် မဟုတ်ဘူးဗျာငါမပျော်ဘူးကဘာပေါ်မှာအယောင်ဆုံးငှက်ဒီအများကြီးရှိတယ်ဒါပေမဲ့ငါမှာဘာအယောင်မှမရှိဘူးအဖြူချောတာဘာမှမဟုတ်ဘူးကျက်တူရွေးဟာကဘာပေါ်မှာအပျော်ရွှင်ဆုံးငှက်ဖြစ်မယ်လို့ငါထင်နေ ငန်းလေးရဲ့စကားကိုကြားပြီးကြည်ကန်းဟာစက်တူရဲ့ရှိရစီကိုပြန်သွားပါတယ် Oh, count your own stars, not the ones you can't reach. Find the joy in the lesson that life has to teach. For there'll always be someone with more than you've got, but your own blessed journey is your truest lot. So treasure your light, let your own spirit soar. Don't compare anymore. ဟိုကျက်တူရွေမင်းကအယောင်ဆုံးလို့အရန်လာတယ်မင်းဟာကဘာပေါ်မှာအပျော်ရွှင်ဆုံးငှက်ဖြစ်မယ် မဟုတ်ဘူးဗျာငါမပျော်ဘူးလူတွေကကျက်တူရွေးတွေကိုလောင်အိမ်ထဲထဲထားတယ်တရအုပ်ကငါကိုဖမ်းပြီးလောင်အိမ်ထဲထဲလိုက်မှာကိုအမြဲကြောက်နေရတယ်တောင်းဟာငါတဲ့အယောင်ပိုဆုံးလို့သူကအပျော်ရွှင်ဆုံးဖြစ်မယ် စက်တူရဲ့စကားကိုကြားတော့ကြည်ကန်းဟာဒေါင်းကိုရှာဖို့ထပ်ပြန်သွားပါတယ် Oh, count your own stars, not the ones you can't reach. Find the joy in the lesson that life has to teach. For there'll always be someone with more than you've got, but your own blessed journey is your truest lot. နောက်ဆုံးမှာသူဟာသတိဆိုင်ကိုထဲကလောင်ရင်တစ်ခုထဲမှာဒေါင်းတစ်ကောင်ကိုတွေ့ပါတယ် ချီရတဲ့တောင်မင်းကအရန်လာတယ်လူထောင်ကြီးကမင်းကိုကြည်ဖို့လာကြတယ်ငါ့ကိုကြည်ရင်လူတွေကချက်ချင်းမောင်းထုတ်ကြတယ်မင်းဟာကဘာအပေါ်မှာအပျော်ရွှင်ဆုံးငှက်ဖြစ်မယ် ငါဟာကဘာပေါ်မှာအလှအပဆုံးနဲ့အပျော်ရွှင်ဆုံးငှက်လို့အမြဲထင်ခဲ့တယ်ဒါပေမဲ့ငါအလှတရားကြောင့်ဒီတရိဆိုင်ယုံထဲမှာပိတ်မိနေတယ်လူတွေကအလှစင်ပစ္စည်းတွေလုပ်ဖို့ငါရဲ့အမွေအတောင်လေးကိုနှုတ်ယူတဲ့အခါအယားနာတယ်ငါမပျော်ဘူး မင်းမပျော်ဘူးဆိုရင်ကဘာပေါ်မှာအပျော်ရွှင်ဆုံးငှက်ကဘာတူလဲ ငါဟာတရိဆိုင်ယုံကိုအတိအချာလေးလာကြည့်ပြီးတော့
မင်းကတခုတည်းသောလောင်အိမ်တဲ့အထက်မခံရတဲ့ငှက်ဖြစ်တယ်ဆိုတာသိလိုက်ရတယ်လူတွေကမင်းကိုဖမ်းဖို့မကြိုးစားကြဘူးမကြသေးခင်ကအထီငါစဉ်းစားနေတာကငါသာကြီးကန်းဖြစ်ခဲ့ရင်ဘယ်နေရာမဆိုလွတ်လွတ်လပ်လပ်သွားပြီးပျော်နိုင်ပါပဲ နောက်ဆုံးမှာတော့ကြီးကန်းဟာရဟန်းစီပြန်လာပြီ ပညာရှိယဟန်ကျွန်တော်အခြားဘာမှမဖြစ်ချင်တော့ပါဘူးကျွန်တော်ဟာကျွန်တော်ဖြစ်နေတဲ့အတိုင်းပဲကျေနပ်ပါပြီ ပုံမြင်လေးကတော့ဒါပါပဲကျေးဇူးတင်ပါတယ် So treasure your light, let your own spirit soar. Don't compare anymore, don't compare anymore. Oh, oh. ဟိုးရှိတော့ဘုံကြီးတစ်ပါးဟာတောတောင်တွေမြစ်တွေကိုဖျက်ပြီးအိန္ဒိယတစ်ခွင်ခြေလျင်ဖျက်ဖို့ထွက်ခဲ့ပါတယ်ဘုံကြီးဟာတရားဝါတွေပေါ်မှာမေတ္တာထားသူဖြစ်တာကြောင့်လမ်းမှာတွေ့တဲ့တရားဝါလေးတွေကိုအစာကျွေးတာမျိုးဒုက္ခရောက်နေကူညီပေးတာမျိုးတွေလုပ်လေရှိပါတယ်တနေ့မှာတော့ဘုံကြီးဟာနေပူချိန်မြင့်လာကြောင့်ညနေမှခီးဆက်ခဲ့ပါတယ်တနေ့ရကိုရောက်တဲ့ခါမှာတော့ကျေလောင်တဲ့အော်တန်တွေကြားလိုက်ရလို့ဖုန်ကြီးဟာအတန်လာရစီကိုချစ်ချင်းပဲလိုက်သွားတာပေါ့ဖုန်ကြီးဟာချင်းသေးတကောင်မိနေတဲ့ထောင်ချောင်းကိုတွေးလိုက်တဲ့ချင်းသေးဟာဖုန်ကြီးကိုမြင်မြင်ချင်းအော်ပြီးကူညီတောင်းတာပေါ့ အကျွန်ုပ်ကိုကူညီပါကျေးဇူးပြုပြီးအကျွန်ုပ်ကိုကူညီပါ သင်ကချင်းတဲ့တကောင်ဖြစ်တာကြောင့်ကျွန်တော်ကူညီခြင်းပဲမဲ့မကူညီရဲဘူးကွယ် ကျွန်ုပ်ကအချင်သေးပါဒါပေမဲ့တင်းကိုအကျွန်ုပ်အန်ဒီမပြုပါဘူး ချင်းတဲ့အလုပ်ကအသားစားဖို့ပဲလေဒါကြောင့်ကျွန်တော်တင်မကူညီရဲဘူး ဒီလိုတော့မစိုးပါနဲ့အကျွန်ုပ်တင်းကိုအန်ဒီမပြုပါဘူးလို့ကတိပေးပါလေစင်းရဲဒုက္ခရောက်နေသူကိုကူညီတာတင်းအလုပ်မဟုတ်လားကျေးဇူးပြုပြီးကူညီပါခင်ဗျာ ချင်းသေးရဲ့ဂတိစကားကြောင့်ဖုန်ကြီးက သင်ပြောတာမှန်ပါတယ်စင်ရဲဒုက္ခရောက်သူကိုကူညီဖို့ကကျွန်တော်တာဝန်ပါသင်ကလည်းအန္တရာယ်မပြုဘူးလို့ဂတိပေးမှတော့ကျွန်တော်သင်ကိုကူညီပါမယ် ဖုန်ကြီးကမြေတာသမားပြီးပြောလိုက်တဲ့စကားကိုချင်းသေးကထောင်ချောင်းတဲကလွတ်ရုံတော့မကအသားပါစားရတော့မယ်လို့တွေးပြီးပျော်နေတဲ့ကွယ်ချင်းသေးကထောင်ချောင်းတဲကလွတ်တာနဲ့သူ့ရဲ့ဗီဇာအတိုင်းဖုန်ကြီးကိုခေါ်အုပ်တော့တာပေါ့ဒါကြောင့်ဖုန်ကြီးကလည်းချင်းသေးရဲ့အပြုမှုကိုနားမလည်ဖြစ်သွားပါတယ် ကျွန်တော်သင်ကိုကူညီထားတာလေစားအိုးမလို့လားသင်ဂရိဖြတ်တယ်နော် ဖြတ်တယ်ချင်းဒီကအသားစားထတော်လို့တင်ပဲပြောပြီး သင်လို့တော့ပြင်ကဂရိမတီတာတော့မကောင်းဘူးနော်အတင်စားရင်လည်းဆိုရင်ဒီလိုတော့မရဘူးကျွန်တော်ကိုစားတဲ့မစားတဲ့ကိုစွန့်ဖြတ်ဖို့ဘယ်မလိုက်တဲ့သရဝတကောင်ကိုခေါ်လိုက်ပါ ဖုန်ကြီးရဲ့စကားကြောင့်ချင်းသေးဟာစဉ်းစားသွားတဲ့မြေခွေးဟာဒီအဖြစ်ဖြစ်အဆဆုံးကိုခလန်းလန်းကနေစောင့်ကြည့်နေတဲ့ကွယ်ချင်းသေးဟာဖုန်ကြီးစကားကြောင့်မြေခွေးကိုလမ်းခေါ်လိုက်ပါတယ် ဟေးမြေခွေးဒီကိုလာစမ်းမပြေးနဲ့မြဲမြဲလား မြေခွေးဟာကြောက်ကြောက်လန့်လန့်နဲ့ပဲချင်းသေးနွားကိုကတ်သွားရရှာတယ်ချင်းသေးကအဖြစ်ဖြစ်အလုံးစုံအကြောင်းကိုမြေခွေးကိုရှင်းပြပါတယ်မြေခွေးဟာချင်းသေးအမေးကိုမဖြစ်ပဲအဖြစ်ဖြစ်ကိုမသိတယ်လို့နဲ့ ဘယင်ကြီးဖုံးထီးကထောင်ချောက်ထဲမှာဘယင်ကြီးကလမ်းလျှောက်လာတာဟုတ်ပါသလား ပြန်မေးလိုက်ပါတယ်ချင်းသေးဟာစိတ်မရှိဖြစ်သွားပြီ ငါဥကတမျိုး အဲ့ချိန်မှာရသေးကမြေခွေးကိုတီတိုပြောလိုက်ပါတယ် ပုံနာလဲပါပြီကျွန်တော်ကထောင်ချောက်ထဲမှာဖုံးထီးကလမ်းလျှောက်လာတာဟုတ်ပါသလားချင်းသေးမင်းခမညာ လှုပ်ပလန်ပြီးဒီငါဥမြေခွေး ချင်းသေးဟာဒေါသရထွက်ပြီးမြေခွေးကိုနားလဲအောင်ရှင်းပြခြင်းစွန်းနဲ့ထောင်ချောင်းတဲကိုပြောင်းဝင်ပြလိုက်ပါတယ်အဲ့ဒီချိန်မှာပဲမြေခွေးကထောင်ချောင်းတစ်ခါကိုပေးလိုက်ပါတော့တယ်ကွယ်ချင်းသေးကထောင်ချောင်းတဲပြင်ရောက်သွားတာပေါ့မြေခွေးရဲ့အကြမ်းကြောင့်ဖုန်ကြီးဟာအသက်ဘေးကနေလွန်မြောက်ခဲ့ရတာပေါ့ကွယ်ပုံပြင်လေးကတော့ဒါပါပဲကျေးဇူးတင်ပါတယ် The lion roared, his anger flared. He stormed outside the cage. He turned right back to make the jackal understand his rage. But in that single moment, a clever plot took stage. တခါတော့ရွာတွေရဲ့အစွမ်းပြားမှနေတဲ့ဆင်းရဲတဲ့လူတစ်ယောက်ရှိတဲ့ကွယ်သူကတောထဲကထင်းကြောင်တွေကိုကောက်ပြီးခလန်းလန်းကစီးတစ်ခုမှာရောင်းချခြင်းနဲ့အသက်မွေးကြောင်ပြုပါတယ်သူ့မှာအတော်လေးအသုံးဝင်တဲ့ထင်းတယ်ဖို့အတွက်မိလေးတစ်ခေါက်ရှိတယ်ထင်းကောက်သမားဟာသူကောက်လို့ရတဲ့ထင်းကြောင်တွေကိုအဲ့မိလေးပေါ်တင်ပြီးဈေးထိသွားပြီးရောင်းချလေးရှိတာပေါ့ဒီလိုနဲ့တနေ့ကျတော့
ချင်းချောင်မြများရဖို့ဒေါ်နဲ့ထက်တီသွားကောက်ရတာဒီလမ်းပြောက်သွားပါတော့တယ်ကွယ်မီးကလေးနဲ့တူတူလမ်းပြောက်တာရှာရင်းနဲ့ညနေသာဆောင်းလာတယ်လမ်းကမတွေ့ဘူးပေါ့နောက်ဆုံးဘုန်းကြီးတစ်ပါးသတင်းတုံးတဲ့တဲလေးလုံးတွေ့တော့အများကြီးခွင့်တောင်းပြီးတဲရဲ့ခက်လန်းလန်းကတင်ပေးအောင်ပါနေရာယူလိုက်ပါတယ်အဲ့ဖို့ပြင်းနေရင်လည်းမှသူ့မီးကလေးကိုချီဖို့ကြိုးမပါလာခဲ့ဘူးဆိုတာတတိယတော့တယ်ဒါနဲ့ဘုန်းကြီးစီကကြိုးရှိပါကတညတာ900ရှောက်ထားတဲ့အခါ မှာကျိုးဆိုတာမရှိသလိုဘယ်အရာကိုမှဆိုကျိုးနဲ့ချီတတ်တဲ့အချင်းမရှိပါဘူးတကားကြီးကြည့်ရတာခါတိုင်းလဲဒီမီးကလေးကိုတစ်ပင်မှာကျိုးချီပြီးအိတ်တဲ့နဲ့သူတွေအမှန်ပါပဲဒါဆိုလဲခါတိုင်းလိုပဲတစ်ပင်မှာကျိုးချီတဲ့ဟန်ပလာပြီးအိတ်လိုက်ပေါ့ ချင်းကောက်သမားလည်းဘုန်းကြီးပြောတဲ့အတိုင်းမီးလေးကိုတက်ပိတ်မှာကျိုးချီရန်ပြုပြီးအိယာဝင်ခဲ့ပါတယ်ဘုန်းကြီးကသူ့တကိုးနဲ့မီးလေးမပြင်းနဲ့အောင်လုပ်ပေးထားမယ်လို့တွေးထင်ပြီးချင်းကောက်သမားလေးဟာစိတ်ချလက်ချအိပ်ပျော်သွားပါတော့တယ် We walk through life feeling the weight of tangled ropes that decide our fate. Put there by others of thoughts in our mind, the strongest of chains we ever will find. မနဲ့မိုးလင်းနိုးလာလို့ခြိလိုက်တော့သူ့မီးလေးကညကသူထားခဲ့တဲ့အတိုင်းတက်ပင်အောင်မှတွေ့ရပါတယ်ချင်းကောက်သမားဟာဘုန်းကြီးကိုနှုတ်ဆက်ကလမ်းရှာပြီးခီးဆက်မဲ့ပြင်းတဲ့အခါမီးလေးကညကထားတဲ့နေရာမရွေးတော့ဘူးပေါ့ချင်းကောက်သမားဘယ်လိုကြိုးစားခေါ်မရဘူးဖြစ်နေတာပေါ့ဒါနဲ့ချင်းကောက်သမားဟာဘုန်းကြီးစီပြေးသွားပြီးဖြစ်ချောင်းကုတ်စင်ရှောက်တင်တဲ့အခါဘုန်းကြီးကအကြောင်းစုံကိုတည်တဲ့ပုံစံနဲ့ပြုံးပြီးပြန်ပြောလိုက်ပါတယ် တကားကြီးတစ်ပင်ကကျူးကိုမဖြီးဘူးလားမဖြီးဘဲနဲ့တော့ဘေးသွားလို့ရပါမလဲတကားကြီးရဲ့ တပည့်တော်မှာကျိုးတကေချီတာမှမဟုတ်တာ အော်ဖြီးရလေတကားကြီးမီးကလေးကသူ့ကိုကျိုးနဲ့တကယ်ချီထားတယ်လို့ပဲထင်နေတာညကအတိုင်းပဲတစ်ပင်ကကျိုးကိုဖြီးတဲ့ပုံလုပ်ပြီးခေါ်လိုက်ရင်လိမ့်လာမှာပါ ချင်းကောက်သမားလည်းဘုန်းကြီးပြောတဲ့အတိုင်းကျူးဖြီးရန်ပြုလုပ်လိုက်ရာမီးလေးမှာရွှေလာလာပြီးလူဆွဲတဲ့နောက်ကိုလိုက်ပါလာကအတူခီးဆက်ခဲ့ကြပါတယ်ပုံမြင်လေးကတော့ဒါပါပဲကျေးဇူးတင်ပါတယ် They're woven from habit, from fear and from doubt. The very idea we can't live without. They hold us in place, they whisper you can't. But their power is built on a covenant we grant. တခါတော့လေကွင်းထဲမှာလေထွန်နေတဲ့လေသမားတစ်ယောက်ဟာနေလွန်ပူပြီးလူရောနွားပါပင်ပန်းနေပြီမို့အလုတ်ကိုရန်နာလိုက်ပါတယ်လေသမားဟာသူ့ရဲ့နွားကိုတက်ပင်ရေးအောင်မှချိုးနဲ့ချီထားပြီးသူကတော့တက်ပင်အောင်မှပဲချစ်ပစ်လက်ပစ်ထိုင်ချပြီးနားနေလိုက်ပါတယ်အဲ့အချိန်မှာပဲမြို့ကိုသွားမဲ့ငင်းစီးလာတဲ့ခီးတဲ့တစ်ယောက်ဟာတက်ပင်ရေးအောင်ကိုရောက်လာပါတယ်နေကလည်းအလွန်ပူခီးကလည်းပန်းလာတာကြောင့်တက်ပင်ရေးမှာနားဖို့မြင်းဘောကဆင်းလိုက်ပါတယ် ဟူဖင်ပန်းလိုက်တာနေကလည်းပူလုံးလာတယ်ဒီတစ်ပင်အောက်ကိုရောက်မှပဲအေးချမ်းသွားတော့တယ် မြင်းစီခီးတဲ့ဟာသူ့မြင်းကိုနွားရဲ့အနားမှာချီထားဖို့ဆွဲလာပါတယ်အဲ့ခါလေသမားက ပြုတ်ခရီးတဲ့ကြီးကျုပ်ရဲ့နွားကဝှိတတ်တယ်ခမည်းရဲ့မြင်းကိုကျုပ်ရဲ့နွားတွေအနားမှာချီမထားနဲ့မတော်လို့ကျုပ်နွားတွေကဝှိရင်ခမည်းမြင်းခန့်သွားရလိမ့်မယ် မြင်းစီခီးတဲ့ဟာလေသမားပြောတာကိုကြားပြီးမြင်ကြားချင်အောင်ဆောင်ပြီးသူ့ရဲ့မြင်းကိုနွားရဲ့ဘေးမှာချိုးချီလိုက်ပါတယ်တိတ်မကြလိုက်ပါဘူးလေသမားရဲ့ပြောစကားတိုင်းနွားဟာမြင်းကိုဝှေ့လိုက်လို့မြင်းရဲ့ဆက်ကြည့်ပြီးတေဆုံးသွားပါတယ် ငါမင်းကိုနွားတွေဝှေ့လို့သေးပြီ မြင်းစီခီးတဲ့ဟာသူ့မြင်းတေဆုံးသွားတာကိုမချိနဲ့ဖြစ်ပြီးမျိုးစားမင်းကိုတိုင်လိုက်ပါတယ်မျိုးစားမင်းကလေသမားကိုခေါ် ဟဲ့လေသမားတင်းနွားတွေကသူ့ငင်းကိုဝှေ့လို့တည်သွားတယ်ဆိုလားဟုတ်သလား လေသမားကမျိုးစားမင်းမိတော့ကိုပြန်မဖြစ်ပဲနှုတ်ဆက်နေပါတယ် ဟဲ့လေသမားငါမေးတာကိုဘာကြောင့်မထေးတာလဲတင်းနားခမ်းနေသလား လေသမားကဘာမှမပြောပဲငြိမ်နေပါတယ် ဟဲ့မြင်းပိုင်ရှင်ဒီလေသမားကစကားမပြောတတ်ဘူးလားအခုငါမေးတာကိုပြန်မဖြေဘူး ပြောရပါတယ်မျိုးစားမဲ
ဟဲ့လေသမားစကားပြောတတ်ပါလေရဲ့နဲ့ငါမေးတာကိုဘာလို့ပြန်မဖြေတာလဲဟဲ့မြင်းပိုင်ရှင်ဒီလေသမားကစကားမပြောတတ်ဘူးလားအခုငါမေးတာကိုပြန်မဖြေဘူး ပြောတာပါတယ်မျိုးသားမင်းစောစောပိုင်းကတော့သူကျွန်တော်မျိုးကိုစကားပြောခဲ့ပါသေးတယ် ဟေးဘာစကားတွေပြောခဲ့လဲ ခမည်းမင်းကိုကျုပ်နွားတွေအနားမှာလာမချီနဲ့ကျုပ်နွားတွေကခွေးတတ်တယ်ခမည်းတယ်မြန်ခံသွားရလိမ့်မယ်တဲ့ဗျာ ဟာလေသမားကတင်းရဲ့မြင်းခံရမှာစိုးရင်လို့တတိပေးခဲ့တာပါပဲတင်ကသူ့စကားကိုဂယုမဆိုင်လို့တင်မြင်းသေးရတာပဲသူ့မှာအဖေမရှိဘူးဒီတော့တင်းရဲ့မြင်းတံဖို့ကိုသူကလျော်ပေးစရာမလိုဘူး မြေပိုင်ရှင်မျိုးသားကမျိုးသားမင်းကိုစောရကမတည့်ရတော့တာကြောင့်ပြန်သွားပါတော့တယ်မျိုးသားမင်းကလေသမားကိုချီးပြီး ဟဲ့လေသမားတင်ကစကားပြောတဲ့ရတာနဲ့ဘာလို့စကားမပြောပဲအားချင်ရောင်ဟန်ဆောင်နေရတာလဲ ဒီလိုပါခင်ဗျာကျွန်တော်မျိုးကမျိုးစားမင်းကိုတုတ်မြင်နွားခွေခဏရမှာဆိုရင်လို့တတိပေးစကားပြောခဲ့တာကိုပြောမိရင်မျိုးစားကသူ့ကိုမပြောပါဘူးလို့အကြောက်ကငင်းမှာအသေးချပါပဲကျွန်တော်မျိုးမှာတက်တဲ့အထောက်ထားမရှိတာမို့မျိုးစားမင်းကသူ့စကားကိုယုံကြည်သွားရင်ကျွန်တော်မျိုးကတတိပေးပါလိရဲ့နဲ့မင်းနဲ့တန်မှုကိုလျော့ရတော့မှာပါအခုတော့သူကိုယ်တိုင်ကျွန်တော်ပြောဆိုတတိပေးတာကိုပြောသွားခဲ့ပါတယ်သူပြောပြတော့ကျွန်တော်သူ့ပေါ်စေရနာထားတာကပုံမူလေးနဲ့တွားစေပါတယ် အသိလေသမားတင်ဟာအလွန်ညံကောင်းတဲ့သူပဲ မျိုးသားမင်းဟာညံကောင်းတဲ့လေသမားကိုဂုဏ်ပြုတဲ့အနေနဲ့ဝတ်စားတွေပေးပြီးပြန်လို့လိုက်ပါတော့တယ်ပုံရင်းလေးကတော့ဒါပါပဲကျေးဇူးတင်ပါတယ်ခါတော့ကမဟာမြိုင်တော်ကြီးထဲမှာတမင်ပေါင်းများစွာကိုခေါင်းဆောင်နေတော့ရွှေတမင်ကြီးတစ်ခေါက်ရှိပါကြတဲ့ကွယ်ရွှေတမင်ကြီးဒီလောကချက်ခင်နေတဲ့ရပြီးစိတ်တူကိုယ်တူရှိသည်တမင်မတစ်ကောင်နဲ့ပေါတင်တမင်ပေါင်းများစွာကိုတရားနဲ့အညီစီမံအုပ်ချုပ်နေတဲ့ကွယ်ဒီရက်မှာတော့ခေါင်းဆောင်ရွှေတမင်ကြီးဟာသူ့ရဲ့ခြေစနီးပါဝင်နောက်လာတမင်များနဲ့အတူအစာချရန်ထွက်ခဲ့ကြပါလေတနေ့ရောက်မှာတော့ဝဆိုတူထောင်ထားတဲ့ကြော်ကွင်းမှာရွှေတမင်ကြီးဟာမိသွားပါလေရွှေတမင်ကြီးဟာကြော်ကွင်းမှာမိသူချရာကိုလွတ်သွားအောင်ဆိုပြီးအားတော့ခေါ်ဆိုင်ယူကြည့်တော့တယ်လုံးမယုံလို့မလို့ဘူးဖြစ်နေတာပေါ့ကွယ်ရွှေတမင်ကြီးဟာအားဆိုင်ပြီးထဲယူကြည့်တဲ့အခါကြော်ကွင်းရအသားတွေကိုစိုက်ဝင်သွားတယ်ဖြစ်ရွှေတမင်ကြီးလဲနာချင်တဲ့တံကိုမခံနိုင်တော့ပဲကျဲလောင်စွာអော်လိုက်မိတာပေါ့ခေါင်းဆောင်ရွှေသမင်ကြီးရဲ့ကျဲလောင်တဲ့အော်ဆန်ကြောင့်နောက်လက်သမင်များလည်းထိတ်လက်ပြီးထွက်ပြေးသွားတာပေါ့ကွယ်ထွက်ပြေးသွားတဲ့အထက်မှာရွှေသမင်ကြီးစနစ်တဲ့ရွှေသမင်မလေးလည်းပါသွားတာပေါ့ကွယ် In a forest deep where shadows play, a golden staglet is heard each day. But fate would strike with a trap unseen, a hunter's snare cruel and keen. He struggled hard, his wounds ran deep. His cries of pain woke the forest from sleep. His heart fled fast. နောက်မှရွှေသမင်မလေးဟာအချိန်ကိုပြန်ကြည့်လိုက်တော့သူ့ရဲ့ခင်ပေါ်တဲ့ရွှေသမင်ကြီးအန်ဒီယန်နဲ့ဂျိုပြီးအော်ဟန်နေဒီပေါ့မြင်တွေ့သွားပြီးသမင်ကြီးတန်ပြန်ပြေးလာခဲ့ပါတော့တယ်ခင်ပေါ်ဖြစ်သူရွှေသမင်ကြီးဖြစ်ဆိုတွေ့လိုက်ရတော့ခါသမင်မလေးလေမြင်ချူမနာဖြစ်ငိုကြွေးမိတာပေါ့နောက်မှငိုလျော်ရက်ပြီးရွှေသမင်ကြီးကိုအားပေးစကားပြောပါတော့တယ် မစိုးရိမ်ပါနဲ့အရှင်နာကျင်တာတွေစိုးရွံ့တာတွေခဏသက်ခံနေပါအောင်နော်ကြော်ကွင်းပိုင်ရှင်မုတ်ဆိုးရောက်လာရင်အကျိုးအကြောင်းပြောပြပြီးကျမတောင်းပန်ပါမယ်နောက်ဆုံးတောင်းပန်လို့မရရင်လေအရှင်ကိုစားကျမအသက်နဲ့လဲပြီးကာကွယ်ပြီးပါမယ်အရှင်ကတော့ခေါင်းဆောင်ကောင်းဖြစ်လို့အများအကျိုးအတွက်လုပ်ကြရမယ်တာဝန်ရှိပါသေးတယ် တမင်မလေးတဲ့ရွှေသမင်ကြီးကိုစိတ်ထဲမချအောင်အပေးစကားပြောနေပြီးတွေးထက်နေတဲ့ခြေထောက်ကိုပြီးမှလဲမကျသွားအောင်ထိန်းထားပေးတာပေါ့အဲ့ဒီချိန်မှာပဲကြော်ကွင်းထောင်ထားတဲ့မိုးဆိုးကြီးရောက်လာပါတော့တယ်တမင်မလေးလည်းရွှေသမင်ကြီးကိုအသက်ပေးကောင်းပြီးဆုပ်ပြချချပြီးမိုးဆိုးကြီးရှိမှဒူးထောင်ပြီးတောင်းပန်စကားပြောတာပေါ့
မုတ်ဆူကြီးရေအခုကြော်ကွင်းမှာမိနေတဲ့ရွှေသမင်ကြီးဟာကျမရဲ့ချစ်ခင်မွန်ဖြစ်တယ်လို့ဒီတော့မှရှိတဲ့သမင်အကောင်းကိုလည်းတရားနဲ့အညီခေါင်းဆောင်မှုပေးနေတဲ့သူတော်ကောင်းကြီးပါအားလုံးဟာရွှေသမင်ကြီးကိုအားထားနေရတဲ့အတွက်သူတည်ရင်အားလုံးဒုက္ခရောက်တော့မှာပါခေါင်းဆောင်ကြီးကိုလှုပ်ပေးပြီးကျမကိုပဲဖမ်းလိုက်ပါမုတ်ဆိုးကြီးရေ တမန်မလေးရဲ့စကားကိုကြားတော့မုတ်ဆိုးကြီးလည်းအံ့ဩသွားပြီးစဉ်းစားနေပါတော့တယ် လူသားဖြစ်တဲ့မိမတွေတောင်လင်းယောက်ျားအသက်ကိုပေးစွန့်ကြတဲ့သူအေးမတန်ရှားပါပြီဒီတမန်မလေးကတော့အများကိုခေါင်းဆောင်နေတဲ့သူခင်မောအတွက်အသက်ကိုမင်းရဲဝံစွာပေးဆပ်နိုင်တာအံ့ဩစရာပဲဒီတော့တမင်တို့ရဲ့ခေါင်းဆောင်ကိုရောတမင်မလေးကိုပါငါမဖမ်းရတော့ပါဘူးနှကောင်စလုံးကိုအသက်ချမ်းသာပေးလိုက်ပါတော့မယ်လी မုတ်ဆိုးကြီးလည်းအတွင်းဝင်သွားပြီးသူရဲ့နှလုံးသားလည်းပရကတိနူးညံ့သွားကသမင်ကြီးခြေထောက်မှညှိနေတဲ့တေရင်ကြောကွင်းကိုညင်သာစွာဖြုတ်ပြီးသွားမှာကဒဏ်ရာများတက်တာအောင်လေပြုစုကူတာပေးလိုက်ပြီးရွှေသမင်နဲ့သမင်မလေးကိုလောရကိုတောင်းဝင်ပြလိုက်ပါတယ်ရွှေသမင်ကြီးလည်းမုတ်ဆိုးကြီးကိုလောကျွေးသူတင်သွားတဲ့ဖြစ်သူတွေးရှိထားတဲ့ဗရမများတစ်လုံးကိုမုတ်ဆိုးကြီးတန်ပေးကကျေးဇူးတုတ်ပြလိုက်ပါတော့တယ်ပုံမြင်လေးရတော့ဒါပါပဲကျေးဇူးတင်ပါတယ် Let the sky be as a tool. Let's courage makes the beautiful. And kindness turns with embarrassment into a new endorsement. တခါကအားရကုန်တဲ့တူမှာတမလှပတဲ့မြင်းကောင်ရှိပါတယ်အဲ့ဒီမြင်းဟာဒီရက်ကိုမိုင်မောင်းများစွာခီးတွင်အောင်သွားလာနိုင်တာမို့အရှင်ကုန်တဲ့ကအလွန်မြတ်နိုးပါတယ်အဲ့ဒီအဖို့တန်မြင်းလေးကိုကလေအိုးတကောင်ပိုက်ဆိုင်ထားတဲ့ဒုတိယကုန်တဲ့တူကမျက်စိကျနေတာပေါ့ဒီနေ့မှာတော့ကလေအိုးပိုက်ရှင်ကမြင်းပိုက်ရှင်ကိုကလေအိုးနဲ့မြင်းလဲလဲရအောင်ဆိုစကားကမ်းလှမ်းပါတယ်မြင်းပိုက်ရှင်ကညင်းဆန်လိုက်ပါတယ်ကလေအိုးပိုက်ရှင်ကလည်းသူ့မှာရှိသမျှစီးစိမ်နဲ့လဲလဲမယ်လို့ထပ်မံတောင်းဆိုပြန်တယ်အဲ့တော့မြင်းပိုက်ရှင်က ဒီမြင်းဟာကျွန်တော်ဘဝအတွက်အကောင်းဆုံးအဖို့ကျွန်တော်အသက်ရှင်နေတဲ့၍ဒီမြင်းကိုဘလို့အရာမျိုးတွေနဲ့မှမလဲနိုင်ဘူးလို့ ပြတ်သားစွာညှင်းဆိုလိုက်ပါတယ်ကလေအိုးပိုက်ရှင်ကမြင်းကိုအလွန်နဲ့သိမိတာကြောင့်မြင်းကိုပိုက်ဆိုင်ရနိုင်ဖို့အမျိုးမျိုးအကြံထုတ်တယ်ပေါ့ The sun beat down on the dusty road, a heart of envy, a heavy load. A clever plan born of desperate greed to fulfill a selfish deepest need. He played a part, he told a lie with a hung down head and a cunning cry. ဒီနေ့မှာကလေအိုးပိုက်ရှင်ဟာဝါစာအစုပ်ပြဝတ်ဆင်မြင်းပိုက်ရှင်လာရလမ်းတနေရာမှာဖြားလာခြင်းအောင်ဆောင်ပြီးလဲလျောင်းနေပါတယ်မြင်းပိုက်ရှင်ဟာလဲနေတဲ့သူကိုတွေ့တဲ့အခါမြင်းမောင်ကအလင်းမြန်ဆင်းပြီးဖြားနေတဲ့သူကိုမြင်းမောင်ပွတ်တင်လိုက်ပါတယ်ဟန်ဆောင်လဲနေတဲ့ကလေအိုးပိုက်ရှင်ဟာမြင်းမောင်ရောက်တာနဲ့လူကောင်းပကတိဖြစ်သွားပြီးမြင်းပိုက်ရှင်ကိုပြောလိုက်ပါတယ် ဒီမြင်းကိုပိုင်ဆိုင်ရဟုကျွန်တော်အကြံမျိုးမျိုးထုတ်ခဲ့တယ်တန်ဖိုးရှိတဲ့ပစ္စည်းတွေနဲ့လဲခဲ့တယ်ခမညာလက်မခံခဲ့ဘူးအခုကျွန်တော်မြင်းပေါ်ရောက်နေပြီ ကောင်းပြီလေမြင်းကိုခမည်းပိုင်သွားပါပြီဒါပေမဲ့ခမည်းထွက်သွားခင်ကျွန်တော်စကားတစ်ခွန်းပြောချင်သေးတယ်မြင်းကိုကျွန်တော်ပိုင်မိပဲလို့တစ်ခွန်းမကလို့ခမည်းချိုက်တဲ့လောက်ပြောလို့ရပါလေတကယ်လို့လူတွေကဒီမြင်းကိုခမည်းဘလို့ရခဲ့တယ်လဲလို့မေးလိုက်ရင်အဖြစ်မှန်ကိုမပြောပါနဲ့ဒီစကားကိုမှတ်ထားပေးပါ အလေးနဲ့ပြန်ပြောလိုက်ပါတယ်မြင်းပိုက်ရှင်ရဲ့စကားကိုကလေအိုးပိုက်ရှင်ကတော့နားမလဲပါဘူးဒါနဲ့ကလေအိုးပိုက်ရှင်ကပြန်မေးလိုက်ပါတယ် ဒီမြင်းကိုကျွန်တော်ပိုင်သွားပြီလို့ပြောရင်ဘာဖြစ်လို့လဲ ဒီမြင်းကိုဘလို့ရခဲ့တယ်လဲဆိုတဲ့အကြောင်းရင်းအမှန်ကိုခမည်းပြောခဲ့ရင်နောက်တစ်ချိန်လမ်းဘေးမှာဖျားလို့လဲနေလေလို့တွေ့ရင်ဘသူကကဲရဲတော်မှာလဲဗျာအဲ့ဒါကြောင့်ခမည်းဖျားဟန်ဆောင်ပြီးလင်းလေရယူခဲ့ကြောင်းဘတော်မှဘသူကိုမှမပြောပါနဲ့လို့ပြောရတာပါ မြင်းပိုက်ရှင်ရှင်းပြတဲ့စကားကိုကြားတဲ့ဒုတိယခုံတဲ့ဟာတခဏမြဆောအားသွားပါတယ်အဲ့ဒီနောက်ရှေ့ရောအားနာပြီးမြင်းဘော်ကချစ်ချင်းဆင်းပြီးမြင်းပိုက်ရှင်ကိုတောင်းပန်ပါတော့တယ်
ရမတ်လောဘနဲ့လူချင်းတက်မှတ်တဲ့စိတ်ကကျွန်တော်ရဲ့ခုံထိတ်ခံတဲ့ယူသားမုံကိုပုံပြက်အောင်လုပ်ခဲ့တယ်အရှက်တရားနဲ့နောင်တရရလိုက်ပါတယ်ခမည်းရဲ့မြင်းကိုပြန်ယူပါကျွန်တော်ကိုခွန်းလွတ်ပါဗျာ ပုံမြင်လေးကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ် Walk in the truth, walk in the light. Walk in the truth, walk in the light. The kindness given, a helping hand, stolen by greed in a foreign land. But a quiet word, a gentle plea, open his eyes so he could see.